ကောင်းဝယ်ကသမ္မတကြီးခင်ဗျကျွန်တော်အခုဘောစကူရုရှားနိုင်ငံနေပြီးတော့လိုက်လဲစာနေတွေ့စာကျူစရတဲ့ကြောင့်အများကြီးဝမ်းမြောက်ကိုမိပါတယ်အချီးစရတင်ပါတယ်ကျွန်တော်ရုရှားနိုင်ငံကိုကြေမောများစွာလောက်ခဲ့ပြီးဖြစ်ပါတယ်ဒါအခုကတော့ကျွန်တော်သမ္မတပြည်ရွေးချယ်တင်မြှောက်ပြီးခံရတော့ပါတော့ပရောဆိုလာခဲ့တဲ့ခီးစဉ်လည်းဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံကဆက်ဆိုင်နေပဲပါဝင်နေပဲပေါင်းစုံမှာကဏ္ဍပေါင်းစုံမှာတက်ကြွတဲ့ပူပေါင်းဆောင်ရွက်ခဲ့တာတွေရှိပါတယ်ဆိုတော့မေးရှိတယ်လို့ဆိုတော့ကျွန်တော်တို့နိုင်ငံမှာလည်းပြီးခဲ့တဲ့လအစပြီးတော့ကြီးရှာမှုတွေဖြစ်တာမြန်မာနိုင်ငံအောက်ပိုင်းတော်တော်များများဖြစ်နေပါအခုလည်းလက်ရှိကြီးမကြသေးပါဘူးဖြစ်တဲ့ဆိုတော့ရဲ့ဆန္ဒထောက်ထားမှုမြန်မာပြည်သူများပေါ်မှာဆန္ဒမှုပြောကြားပြီးတဲ့ကြောင့်အထူးပဲကျေးဇူးတင်ရှိပြောလိုပါတယ်မြန်မာနိုင်ငံဒီရေဘေးကယ်ဆယ်ရေးဒီကျွန်တော်တို့ဆိုတော့ရဲ့အပိတ်နှစ်သိမ့်မှာမကောက်ပါဘူးပြီးခဲ့တဲ့နှစ်ကလည်းကျွန်တော်တို့နိုင်ငံမှာလည်းငလင်ကြီးကျဲစွာလုပ်ခဲ့ပါတယ်အဲ့ဒီမှာလည်းထိခိုက်ဆုံးရှုံးမှုလည်းများစွာဖြစ်ခဲ့တဲ့အသေးတွေများစွာတည်ခဲ့ပါဒီတဲ့ဆိုတော့ကနေပြီးတော့အထူးဖွဲ့တွေကိုဆေးလွတ်ပြီးတော့မှကယ်ဆယ်လုပ်ငန်းတွေဆောင်ရွက်ပေးခဲ့တာလည်းကျွန်တော်အခုထိမမေ့ပါဘူးဒီလေ့ကျင့်တင်ရှိအောင်ထားလုံးပြောစီမှာကျွန်တော်တို့နိုင်ငံကဏ္ဍပေါင်းစုံပေါင်းဆောင်မှုတွေအခြေအုံပြည့်စုံတဲ့တူတဲ့လည်းရှိနေပါတယ်ဟိုရှေ့ဆယ်လို့ဆရာလည်းများစွာရှိပါတယ်ဒီတက်လည်းဆိုတော့ကျွန်တော်သေးသေးဆွေးနွေးနိုင်မယ်လို့မျှော်လင့်ထားပါတယ်နိုင်ငံတကာစစ်ဆိုင်တွေပြင်ပါလေအစုရောရဲ့အပိထောက်ခံမှုကြောင့်ကျွန်တော်တို့နိုင်ငံတကာစစ်ဆိုင်တွေပြင်ပါလေများစွာပြောင်းလဲတိုးတက်လာပြီးဖြစ်ပါတယ်ကျွန်တော်တို့ဆက်လက်လှုပ်ဆောင်မှုကိစ္စတွေလည်းနေပြင်များစွာကြာမှာသေးတယ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင်ကဏ္ဍပေါင်းစုံရိုက်မှာရုရှားနိုင်ငံတစ်ပေါင်းများစွာကူညီခဲ့တာရှိပါတယ်ဒါလက်ရှိမှာလည်းကျွန်တော်တို့တိုးတက်မှုအခြေအနေတွေကရုရှားနိုင်ငံရဲ့အပိထောက်ခံမှုကူညီမှုတွေအများကြီးပါပါတယ်ဒီတွေဆိုတော့ကျေးဇူးတင်ရှိကြောင်းထားအောင်ပြောပြစီ။တမိုင်းကြောင်းကရှည်လျားစွာရှိခဲ့တဲ့ကျွန်တော်နိုင်ငံဆက်ဆံရေးကအနာဂတ်မှာလည်းခိုင်မြဲစွာရှိနေပါမယ်။မြန်မာနိုင်ငံရုရှားနိုင်ငံရဲ့အရှေ့တောင်အာရှမှာယုံကြည်စိတ်ချတဲ့မိတ်ဆွေနိုင်ငံတစ်ခုပဲတည်ရှိနေပြီဆိုတော့ကျွန်တော်ပြောလိုပါတယ်။မြန်မာနိုင်ငံနဲ့အများနဲ့အသင့်ရှိကြောင်းပြောလိုပါတယ်